မင်္ဂလာပါရှင်ဒီနေ့တော့ပြည်သက်ကတူတက်တုံးကကန်တီးမှာအမြဲမှာစားဖြစ်တဲ့ခောက်ဆွဲအစုံတုပ်ကလေးလှူစားဖြစ်ပါတယ်ဒီအလွမ်းပြေတုပ်စားတဲ့ခောက်ဆွဲတုပ်ဗီဒီယိုလေးကိုဖြိုးနဲ့အတူကြည့်ရှုလိုက်စို့နော်ခောက်ဆွဲတုပ်လေးလှူစားဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကတော့ခောက်ဆွဲကြာစံတခွားတီးကော်ပီပဲပြားကြက်သွန်ပဲမီပေါင်းနဲ့ဆော့အီတို့လိုအပ်ပါတယ်ပထမဦးဆုံးစီချက်ချက်ဖို့အတွက်ကြက်သွန်လေးကိုအခွန်ခွာရေးဆေးပြီးတော့နှိထားလိုက်ပါတယ်ကြက်သွန်ပြင်ဆင်ပြီးတာနဲ့စီချက်လေးချက်လိုက်ပါတယ်စနိုးအနှဲငယ်ထည့်ပြီးရနဲ့ကြက်သွန်လေးလှိထားတာလေးကိုထည့်ပြီးတော့စီချက်ချက်လိုက်ပါတယ်အယောင်လှဖို့အတွက်စီချက်ထဲကိုအယောင်တင်မုတ်လေးလည်းထည့်စီတက်ပေးထားပါတယ်ကြက်သွန်ကခုလိုလေးအယောင်စပြောင်းလာရင်တော့မိပိတ်ပြီးအုပ်ချလို့ရပါပြီဒါကတော့ပဲပင်ပေါက်ပါပဲပင်ပေါက်ဒီကိုရေးဆေးပြီးရနဲ့ရေနွေးအနှဲငယ်ဖြောလိုက်ပါတယ်မိနစ်အနှဲငယ်ရေနွေးဖြောပြီးရနဲ့ဆဲထားလိုက်ပါတယ်ပဲပင်ပေါက်တွေရေနွေးဖြောပြီးရနဲ့ခောက်ဆွဲနဲ့ကြာစံကိုတစ်ခါလေးပြုတ်လိုက်ပါမယ်နော်စူပါကဝယ်လာတဲ့ခောက်ဆွဲရမ်းစကူးချက်တံကိုပြုတ်လိုက်ပါတယ်ရောင်လေးလှဖို့အတွက်စနိုးမုတ်ကလေးလည်းထည့်ပြုတ်ထားပါတယ်ခောက်ဆွဲနူးတဲ့အထိ3မိနစ်လောက်ပြုတ်ပေးပြီးသွားရင်တော့ဆဲထားလို့ရပါပြီခောက်ဆွဲရရင်တော့ကြာစံကိုထည့်ပြုတ်ပေးပါတယ်ကြာစံကိုတော့အနည်းငယ်ရင်သွေးဖြောပေးထားပါတယ်ပဲပြားကြော်ဖို့အတွက်ပဲပြားတုံးလေးတွေကိုလည်းချမ်းထားလိုက်ပါတယ်ခောက်ဆွဲတုပ်ဆိုရင်မပါမဖြစ်တခွားသီးတွေထည့်ဖို့အတွက်လှီထားလိုက်ပါတယ်။တခွားသီးလေးတွေကိုရှည်ရှည်လေးတွေလှီပြီးတော့ပြင်ဆင်ထားလိုက်ပါတယ်။တုပ်ဆိုရင်ကျွတ်ကျွတ်လေးနဲ့စားလို့အရန်ကောင်းတဲ့ဂေါ်ဘီလေးတွေကိုလည်းထည့်သွင်းဖို့လှီထားလိုက်ပါတယ်။တီးရတဲ့နေလှီပြီးသွားတာနဲ့ပဲပြားတွေကိုကြောပါမယ်ရှင်။စီပူရာနဲ့ပဲပြားလှီးထားတာလေးတွေကိုကျွတ်နေအောင်ကြောပေးလိုက်ပါတယ်။ကြော်နေရင်းနဲ့ခုလိုလေးရဲကျွတ်လာရင်တော့စီစစ်ပြီးဆဲထားလို့ရပါပြီ။စီစစ်ထားတဲ့ပဲပြားကြော်တွေကိုပြီးမှဝယ်စားနေကြပုံစံအတိုင်းညှပ်ထားလိုက်ပါတယ်။ဒါဆိုရင်တော့ပြီးခောက်ဆွဲတုပ်ကလေးတုပ်ဖို့အတွက်အကုန်ပြင်ဆင်ပြီးပါပြီရှင်။ခောက်ဆွဲစားတုပ်ဖို့အတွက်ခောက်ဆွဲထည့်ပါတယ်။ကြာစံနဲ့ငယ်ထည့်ပါတယ်။ဂေါ်ဘီကြက်သွန်နီထည့်ပါတယ်။ပခွားသီးပဲပြားလည်းထည့်ပါတယ်။ရတာအတွက်ကတော့စားနဲ့တကြားကိုပဲထည့်ပေးထားပါတယ်။ဖြိုးတို့ပြည်မျိုးကရတာအတိုင်းပဲမုတ်အချက်ကိုလည်းထည့်ပေးထားပါတယ်။ဖြိုးကပဲမုတ်ကိုမွှေးတစ်စိပ်ပဲသုံးဖြစ်ပါတယ်ဂျပန်ပဲမုတ်ကိုတော့အတုပ်ထဲမထည့်ဖြစ်ပါဘူးအငဲအရသာအတွက်ငပြားကြီးလေးလည်းထည့်ပေးထားပါတယ်ပြီးရင်တော့မွှေးနေအောင်ချက်ထားတဲ့စီချက်လေးထည့်ပေးပါတယ်နောက်ဆုံးမှာတော့ခောက်ဆွဲတုပ်ရဲ့အသက်ဖြစ်တဲ့ဆော့အနီလေးကိုထည့်လိုက်ပါတယ်ဆော့အနီကတော့ဂျပန်မှာမြန်မာကုန်စုံဆိုင်တွေမှာရပါတယ်ရှင်ဖြိုးကရှူရှဲလေးတုပ်စားခြင်းလို့ငရုတ်သီးမုတ်အချက်လေးကိုပါထည့်ပေးထားပါတယ်။ဖြိုးကတော့ဒီနေ့ခောက်ဆွဲတုပ်ကိုနှစ်ပွဲစာပြင်ထားလိုက်ပါရဲ့ရှင်။အရသာတွေအစုံထည့်ပေးပြီးရနဲ့အားရပါရနဲ့တုပ်လိုက်ပါရဲ့နော်။
ကဲဒါဆိုရင်တော့ပြီးမှចောင်းပြီးတိုင်းဝယ်စားဖြစ်တဲ့ခောက်ဆွဲချင်ငံဆက်တုပ်ကလေးရပါပြီဖြိုးတို့ရဲ့ဒီနေ့ခောက်ဆွဲတုပ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်